မင်းရဲ့အချောက်ခံယုံကဘာတွေကိုများအသေးကင်နိုင်သေးလဲငါ့ကိုပြောစမ်းငါစိုက်သမျှမင်းကင်နိုင်နေဆိုရင်တခုလောက်ကင်ပြစမ်းပါဦးလေးလျိုအချောက်ခံယုံကနှင်းစီပန်းတွေအချောက်ခံဖို့ပါကောင်းပြီလေမင်းနှင်းစီကိုသာမင်းအချောက်ခံကိုရည်ချင်းနဲ့ကိုပဲသူကဒေါသတကြီးနဲ့ထွက်သွားတယ်တလားတော့မကြဘူးမြေကွက်ပေါ်မှာအလုပ်တွေပြန်စနေပြန်ပြီဒီတခါတစ်ပင်ဆိုင်တာမဟုတ်ဘူးမှန်လုံးအိမ်ဆောက်တာလူ9ယောက်10ယောက်လောက်10ရက်လောက်အလုပ်ရှုပ်ပြီးတာနဲ့မှန်လုံးအိမ်ကြီးပေါ်လာတယ်ကျွန်တော်ချမ်းဘက်သွားကြည့်တော့လူတဲချန်ကမှန်လုံးအိမ်တကားဝမှာထိုင်ပြီးထမင်းမှုစားနေတယ်သူကကျွန်တော်ကိုမြင်တော့ထမင်းမှုကိုအောက်ချပြီးမတ်တက်ရက်လိုက်တယ်လာတာအတော်ပဲဝင်ကြည့်လေသူကမှန်လုံးအိမ်ရဲ့ပလတ်စတစ်တကားကိုလှမ်းပြီးကျွန်တော်ကိုဝင်ဖို့အချက်ပြတဲ့အထဲမှာပူနွေးနေပြီးအစစ်မြစ်အော်ဂဲနစ်မြေဩဇာအနံ့တွေရနေတယ်တက်ရက်နေတဲ့စပစ်နွယ်ပင်နှန်းတွေကစင်ပေါ်မှာတွေ့ကပ်နေပြီးနွယ်ပင်တွေကစိမ့်လန့်နေပြီးအတော်လေးဖြစ်ထွန်းနေတယ်မြင်ဘူးလားနီနာဘရင်မစပစ်သီးလေနောက်နဲ့ဈေးကွက်တင်ရင်တစ်ချက်သားကိုဒီဈေးဘက်တရားအရေးသွေးပေါ်မူတည်ပြီးဈေးကွာမဲ့အကောင်းဆိုတရားကျော်ထိရောင်းရတယ်ကျွန်တော်ကောင်းနေလိုက်တယ်မင်းရဲ့နှင်းစီကဘလောက်ရောင်းရတာလဲအချောက်ခံထားလို့ဈေးကြီးတယ်ဆိုရင်တော့တအေကကိုဘယ်နဲ့ပိတ်တာထွက်မှာလဲငါရဲ့ဒီစပစ်ချန်တစ်ချန်ထဲကအထွက်နှုံးကမင်းရဲ့မြေကွက်အခြေကြီးကရတဲ့အမျက်ထက်အစပေါင်းများစွာတာတယ်ငါရဲ့ဒီမန်လုံးအိမ်တွဲကြီးကိုမင်းတွက်ကြည့်လိုက်လေဒါဆိုဦးလေးလျိုဒီတခါရင်းနှီးမြုပ်နှံမှုအတော်ကြီးတာပေါ့သိန်းရချီမလား credit သမဝရမကနေချေးထားတာရဲ့ဆွေမျိုးတွေစီကစုထားတာရဲ့ပေါင်းပြီးတော့လေအရင်ဒီမထုတ်ရဲရင်အကျိုးမြတ်မရနိုင်ဘူးမင်းရဲ့အချောက်ခံယုံကတစ်ပင်တွေကိုအသေးကင်နိုင်နေဆိုတခုလောက်ကင်ပြစမ်းပါမင်းရဲ့လေလုံးတွေကဒီမန်လုံးအိမ်ထဲမှာရောအလုပ်ဖြစ်မလားဦးလေးလျိုကျွန်တော်ဟာကပန်းချောက်ခံတာပါတစ်ပင်အသေးကင်တာမဟုတ်ပါဘူးဘာပဲဖြစ်ဖြစ်မင်းရဲ့အဲ့ဒီစုပ်ပြက်နေတဲ့ပန်းကင်ကငါစပစ်တီးတွေဈေးကွက်ပေါ်ရောက်လာရင်အလကားပေးရင်တော့မယူဘူးအဲ့ဒီအချိန်ကြလို့မင်းဆက်မလုပ်နိုင်တော့ရင်ငါ့ကိုပြောအိမ်ကြီးချင်းတွေပဲငါဝယ်လိုက်မယ်မင်းအဖေအိုစာမင်းစာအတွက်သုံးလို့ရတာပေါ့လူချင်းရှမ်းကမှန်လုံးအိမ်ရဲ့အခြားတစ်ဖက်ကနေထွက်လာပြီးလက်ထဲမှာကိုင်းဖြက်ကက်ကြီးကိုင်းရင်ကျွန်တော်ကိုမြင်တော့ပြုံးပြတယ်ဝန်ပိုင်ချင်းမင်းနှင်းစီတွေစိုက်နေတော့မဲလားငါအဖေကတော့ပြောတယ်မင်းအလုပ်ကကလေးကလားအလုပ်တဲ့ငါတို့ခြံကစပစ်တီးတွေရောင်းရလို့ပတ်စံရလာရင်မင်းရဲ့မြေစုပ်ကိုအကုန်ဝယ်ပြီးစပစ်ချန်ချစ်ပြင်မယ်ကြားလားအဲ့ဒီခါကျရင်မင်းအကိုလီကိုငါတို့စီမှာအလုပ်လာလုပ်ခိုင်းမယ်သူကစိုက်ပျိုးရေးအတွေ့အကြုံရှိတော့စပစ်ပင်ပြုစုရမှာလဲညံ့မှာမဟုတ်ဘူးလေဦးလေးလျိုအဲ့ဒါဆိုလဲခမ ्या ကြီးပွားပါစေလို့ဆုတောင်းပါတယ်ကျွန်တော်မြေစုပ်အတွက်တော့ခမ ्या ပူစရာမလိုပါဘူးကြီးပွားမှာကတော့တေချာပေါက်ပဲမင်းကိုငါပြောမယ်ဝန်ပိုင်ချင်းမင်းရဲ့အချောက်ခံယုံကိစ္စကိုငါအရေးမလုပ်တော့ဘူးဒါပေမဲ့ဒီနေ့ကစပြီးငါတို့နဲ့အိမ်ကိုဘာသာကိုတီးချစီနေမယ်မင်းနောက်ထပ်တစ်ခုခုထပ်လုပ်ရဲလုပ်ကြည့်ကျွန်တော်လှည့်ထွက်လာခဲ့တယ်မှန်လုံးအိမ်ထဲကထွက်လာတော့နေအောင်စူးလုံးလို့မျက်စိမိထားလိုက်ရတယ်အဖေသူနောက်ထပ်တစ်ခုခုထပ်လုပ်အောင်မလားသူလုပ်ရဲလားသူ့အဖေတောင်အရင်ကမလုပ်ရဲတာသူကဘာကောင်းမို့လို့လဲစောင်းဦးပန်းတွေခုအပြီးခုတ်ချထားတဲ့ပန်းရုပ်ပြက်တွေနဲ့အရွက်ချောက်တွေကိုနံရံတောက်မှာပုံထားတယ်မူလကတော့မီးရှို့ပြီးပြကိုမြေဩဇာအဖြစ်သုံးမလို့ပဲအခုတော့မလောတော့ဘူးကျွန်တော်အဖေရောက်လာတော့ကျွန်တော်အဲ့ဒီပန်းရုပ်တွေကိုရှင်းလင်းနေတယ်လူတဲ့ချန်ကနီနာဘရင်မစပစ်တီးတွေစိုက်ထားတယ်ဆိုအင်းတီးတီးတော့မယ်ဘလောက်ရင်ထားလဲတင်းရချီတယ်သူကမင်းနဲ့အသေးလဲဖိုက်တော့မှာကျွန်တော်သိတယ်လက်ထဲကပန်းချောက်စီကိုအပုံထဲပစ်ချပြီးလက်ခါလိုက်တယ်အဖေရင်တုန်းကလူတဲ့ချန်ငါးကန်ကိုအစိတ်ခတ်တုန်းကအဖေသူ့ကိုတွားရှာသေးလားမင်းဘလို့သိတာလဲကြားခဲ့တာသူခြံထဲမှာချင်းရှမ်းကိုပြောနေတာအကုန်ကြားခဲ့တယ်အဖေရဲ့တုတ်ကောက်ကမြေကြီးပေါ်ထောက်ထားပြီးလက်ခုံကသွေးကြောတွေထောင်းနေတယ်ရှာခဲ့တယ်သူဝင်မခံဘူးရွာထဲကဘသူမှလည်းတက်တေမခံရဲဘူးအဲ့ဒီတော့စစ်စေးအစီရင်ခံစာရောဖြန့်ဖြေရေးစင်တာမှာရှိတယ်ရေနမူနာထဲမှာပိုးသက်ဆေးတွေ့တယ်ဒါပေမဲ့လူတဲ့ခြံကမသိဘူးလို့ပဲအသေးညင်းနဲ့သူခတ်တာလို့ဘသူမှတက်တေမပြနိုင်ဘူးဖြန့်ဖြေရေးစင်တာလည်းဘာမှမတတ်နိုင်ဘူးလူမြင်ရင်တော့အလကားပဲဘသူမှထွက်ပြီးတက်တေမခံရဲဘူးသူမသိဘူးပြောရင်ခမည်းသူ့ကိုဘာမှလုပ်လို့မရဘူးကျွန်တော်ဘာမှမပြောဘဲဖုန်းကိုထုတ်ပြီးအတန်ဖမ်းထားတာကိုဖွင့်လိုက်တယ်လူတဲ့ခြံရဲ့အတန်ကစပီကာထဲကနေထွက်လာတယ်ပေါင်းတက်စီတပလင်းတပိုးတွဲလာဆုပ်ရှေ့ရက်ညမှာလောင်းထဲလိုက်တာငါမျက်နှာချင်းဆိုင်တောင်ကုန်းပေါ်ကနေရက်ပြီးရေတွက်နေတာသူတစ်ခါငိုတိုင်းငါတစ်ခါရဲတယ်ဟာဟာအဖေကနားထောင်နေပြီးမျက်နှာမှာဘာခံစားချက်မှမရှိဘူးနားထောင်ပြီးတော့သူကတုတ်ကောက်ကိုနောက်တစ်ဖက်ပြောင်းကင်လိုက်တယ်ဒါလေးနဲ့တင်မလောက်ဘူးကျွန်တော်သိတယ်သူကလေးလုံးထွားတာပါလို့ညင်းလို့ရတယ်ဒါကြောင့်ကျွန်တော်ချက်ချင်းမတိုင်သေးတာအဖေကကျွန်တော်ကိုတစ်ချက်ကြည့်ပြီးစောင့်ရုံမထွက်နိုင်တဲ့အချိန်ရောက်တဲ့အထိစောင့်သူဘာမှဆက်မပြောဘဲတုတ်ကောက်ကိုထောက်ပြီးအိမ်ထဲကိုဖြည်းဖြည်းချင်းပြန်ဝင်သွားတယ်တကားဝရောက်တော့ခဏရက်ပြီးမင်းရဲ့မြေဩဇာပုံကိုတတိထားလို့ဟုတ်ကဲ့သိပါပြီနောက်နေ့မနက်စောစောကျွန်တော်ခြံစည်းရိုးပေးမှမြင်းတကြောင်ဆွဲလိုက်တယ်မြင်းဒီဘက်ကကျွန်တော်အိမ်ဟိုဘက်ကသူ့စပစ်ချံစွန့်ပစ်ထားတဲ့နှင်းစီရိုးတွေပုံနေတဲ့ပန်းကောင်းတွေကိုလှဲနဲ့တစ်ခေါက်ပြီးတစ်ခေါက်ဒီဘက်ကိုတဲပြီးတောင်ပူစာလေးလိုပုံထားလိုက်တယ်ပုံပြီးတော့ကျွန်တော်ကတ်စတူးတယ်နွေရာသီမဝင်ခင်မြေဩဇာကန်ပြီးသွားတယ်3မီတာပတ်လည်နှစ်အိမ်ကြားခြံစည်းရိုးနဲ့ကလျက်တန်းရုပ်ပုတ်တွေအကုန်လုံးထည့်ရည်နဲ့တရိတ်ဆန်ချေနည်းနည်းရောပြီးပလတ်စတစ်စာအုပ်ကမြေဩဇာဆက်လိုက်တယ်လူတဲချန်ကတစ်ခါလာကြည့်တယ်သူခြံစည်းရိုးမှာရက်ပြီးနှာခေါင်းပိတ်ကအတော်ကြာအောင်မျက်မှောင်ကျုံနေတယ်မင်းဒါဘာအနံ့ဆိုးတွေထွက်နေတဲ့အရာတွေလာလုပ်နေတာလဲမြေဩဇာလုပ်ပြီးမြေပြန်ကျွေးမလို့မြေဩဇာလုပ်တာဒီလောက်တွင်းကြီးတူပြီးငါမှန်လုံးအိမ်ပေးလာပုံထားရလားမင်းဘသူ့ကိုလာလှည့်စားနေတာလဲဦးလေးလျိုကျွန်တော်မြေဩဇာကျွန်တော်ဆက်တယ်ခမ ्या စပစ်တီးခမ ्या ဆိုင်တယောက်ကိစ္စတယောက်မဆွတ်ဖက်ကြည့်လေမဆွတ်ဖက်ဘူးဟုတ်လားကောင်းပြီမင်းဒီစကားကိုမှတ်ထားဝန်ပိုင်ချင်းမင်းရဲ့အချောက်ခံယုံကငါအပင်တွေအသေးကင်သွားတာကိုငါသိခံလိုက်မယ်ဒီတခါမင်းနောက်ထပ်တစ်ခုခုထပ်လုပ်ရင်တော့ဦးလေးလျိုပိုးကောင်တွေကပြန်တက်တယ်ဒါတဘာဝတရားပဲကျွန်တော်မထိန်ချုပ်နိုင်ဘူးမင်းပါပိုးကောင်ကိုပြောတာလဲဘာမှမဟုတ်ပါဘူးနွေရာသီရောက်လာပြီဆိုတော့ပိုးမွားရန်တတိထားလို့ပြောတာပါသူကကျွန်တော်ကိုစက္ကန့်တော်ကြာစိုက်ကြည့်ပြီးလှည့်ထွက်သွားတဲ့စပစ်တီးတွေအိတ်ဆိုရမယ့်အချိန်ရောက်တော့ပိုးကျန်းကောင်တွေရောက်လာပြီလူချင်းရှမ်းအရင်ဆုံးပုံမှန်မဟုတ်တာကိုတတိထားမိတယ်နီနာဘရင်မစပစ်တီးတွေမှာအတိုက်ခံရတဲ့အရာတွေစပေါ်လာတဲ့တချို့တီးတွေဆိုပေါက်ပြဲပြီးချင်းပြုံးပြုံးအရေးတွေထွက်နေတယ်သူကတိတ်ကယူးမဆိုင်ပဲရိုးရိုးပိုးတက်စီတစ်ခေါက်ဖျန်းလိုက်တယ်လောက်ဝက်လောက်ကြာတော့ပျက်စီးတဲ့အသီးတွေပိုများလာတယ်အချို့နှမ်းကကျဲဖြူပွင့်ပိုးကျန်းကောင်အုပ်စုကြီးကိုဆွဲဆောင်လာတယ်အဖြူရောင်အဆက်ပြောက်တွေပါတဲ့အခုံမပိုးကောင်တွေကစပစ်တီးတွေပေါ်မှာကပ်ပြီးကိုက်စားကြတဲ့မြေကြီးပေါ်မှာလည်းအသီးပုတ်တွေတပုံကြီးပဲ
စပ်ပစ်သီးတွေကတခင်းလုံးချင်းစောပုတ်စော်နံလာပြီးအကောင်းတွေပါရောပုတ်ကုန်နဲ့စက်ကူအိတ်ဆွတ်ထားတာတောင်အပေါက်ဖောက်ပြီးဝင်စားခံရတယ်။လျိုတဲ့ချန်ပြရခတ်သွားပြီးတစ်တော်နဲ့စိုက်ပျိုးရေးဌာနကနီးပညာရှင်တွေကိုခေါ်ပြတယ်။နီးပညာရှင်ကစပ်ပစ်စင်အောက်မှာထိုင်ပြီးမြေပြင်ပေါ်မှာပုတ်ခတ်ပြီးအရည်တွေထွက်နေတဲ့နီနာဘုရင်မှစပ်ပစ်သီးတွေကိုကြည်ရင်စုပ်ပြဲနေတဲ့စက်ကူအိတ်တစ်လုံးကိုဆွဲဖြုတ်လိုက်တယ်။အထဲမှာကိုက်စားနေစေဖြစ်တဲ့ပိုးချိုင်းကောင်အကောင်ကြီး2ကောင်3ကောင်ကတ်နေသေးတယ်။ကျေဖြူပွင့်ပိုးချိုင်းကောင်အရက်ခေါ်အရာခေါင်းဖြတ်ကောင်လို့လည်းခေါ်တယ်။အချိုကြိုက်တဲ့ပိုးမွားဖြစ်ပြီးအချိုတက်များတဲ့အသီးတွေကိုပဲရွေးကြိုက်တတ်တဲ့အိတ်ဆိုလည်းအလကားပဲ။အသီးတွေအရည်ထွက်ပြီးချင်းသွားရင်တစ်ချမ်းလုံးပြက်ပြီးပဲဒီပိုးတွေဘဲကလာလဲအရင်နှစ်တွေကဒီလောက်မများခဲ့ဘူး။နီးပညာရှင်ကမှန်လုံးအိမ်တစ်ပတ်လျှောက်ကြည့်ရင်အနံ့ခံပြီးချန်စီယိုဘေးကိုရောက်တော့ရက်လိုက်တယ်သူ့ရှိမှာကကျွန်တော်ရဲ့မြေဩဇာကန်။ခမည်းအိမ်ဘေးကဒီမြေဩဇာကန်ကဘယ်တော့မှစောက်ထားတာလဲ။နှွေဦးတုံးကလှုပ်ထားတာ။နီးပညာရှင်ကအစွန်းကပလတ်စတစ်စကိုလှန်ပြီးအချင်းဖောက်ပြီးပူနွေးနေတဲ့ပန်းရိုးလွှာကိုလှန်ကြည့်လိုက်တယ်။ချင်းစောပုတ်စော်နံနေတဲ့မြေဩဇာပုံထဲမှာလောက်ကောင်တွေတွားနေတာကိုတွေ့ရတယ်။စွန့်ပစ်ထားတဲ့ပန်းရိုးနဲ့ပန်းချောက်တွေအချင်းဖောက်ထားတဲ့အနံ့နဲ့အောက်ခံကပိုးချိုင်းကောင်တွေဥချဖို့အကောင်းဆုံးနေရပဲ။ပိုးချိုင်းကောင်ရဲ့သားလောင်းတွေကမြေဩဇာပုံထဲမှာအမြောက်များပေါက်ဖွားပြီးအတောင်ပေါက်ကပြန်ထွက်လာတာ။ပထမဆုံးရနာရကတော့ဘေးမှာရှိတဲ့အချိုဆုံးစပ်ပစ်ချံပေါ့။လျိုတဲ့ချန်ရဲ့မျက်နှာကချက်ချင်းဖြူတော့သွားတယ်ခင်ဗျားပြောချင်တာကသူကျွန်တော်ပြောတာကပိုးမွားလာတဲ့လမ်းကြောင်းကိုပြောတာဘယ်ကိုပြန်သွားမလဲဆိုတာကလူကလုံးဝထိန်းချုပ်လို့မရဘူးလေကျွန်တော်ကစိုက်ပျိုးရေးနည်းပညာအရာဆုံးဖြတ်တာပိုးမွားတွေပေါက်ဖွားလာတဲ့အရင်းမြစ်ကဒီနေရာကနေဖြစ်ဖို့အများဆုံးပဲနည်းပညာရှင်ထွက်သွားတဲ့လျိုတဲ့ချန်ကမြေဩဇာကန်ဘေးမှာရက်ပြီးကျွန်တော်ကိုကြည့်နေတယ်သူ့လက်တွေတုံနေတယ်ဝမ်ပိုင်ချင်းမင်းတမင်တက်လောက်တာငါမြေဩဇာငါဆက်တာဥပဒေနဲ့ညီလို့လားမင်းမြေဩဇာကန်ကိုငါမှန်လုံးအိမ်ဘေးမှာတမင်ရွေချက်ရှိလှုပ်ထားတာဦးလေးလီကိုလေဘယ်ဘက်တိုက်မလဲဆိုတာတဘာဝတရားပဲပိုးကောင်ပဲပြန်မလဲဆိုတာလဲတဘာဝတရားပဲလေခမည်းစပစ်တီခမည်းဆိုင်ကျွန်တော်မြေဩဇာကျွန်တော်ဆက်ကိုရည်ချင်းနဲ့ကိုပဲလေခမည်းစပစ်တီပိုးကြတာကျွန်တော်နဲ့လာမပတ်သက်နဲ့အရင်တစ်ခေါက်ကအချောက်ခံယုံဒီတစ်ခေါက်ကမြေဩဇာကန်မင်းတမင်တက်လောက်တာဦးလေးလီကိုခမည်းမှာတက်တည်ရှိလားသူစကားပြောစွန့်သွားတယ်လျိုချင်းရှမ်းကမှန်လုံးအိမ်ထဲကပြေးထွက်လာပြီးခွေးကောင်ချင်းရှမ်းလျိုချင်းရှမ်းကရုံးပေမဲ့မလုပ်ဘူးကက်ချင်းနဲ့ကျွန်တော်ကိုချိန်ပြီးမင်းမထားလိုက်အေးငါစောင့်နေမယ်လျိုတဲ့ချန်ကတားကိုဆွဲပြီးနောက်ပြန်လှည့်သွားတယ်ခြေလန်းနဲ့ငယ်လျှောက်ပြီးတော့ရက်လိုက်တယ်ပိုင်ချင်းမင်းတစ်ခုခုတိနေတာလားမင်းအဖေပြောပြတာလားကျွန်တော်အဖေဘာမှမပြောဘူးဦးလေးလီကိုခမည်းဘာသာပြောခဲ့တာလေခြံထဲမှာချင်းရှမ်းကိုပြောခဲ့တာတပိုးရဲလက်ဆုပ်ရှေ့ရက်ညပေါင်းသက်စီတပလင်းနဲ့ကန်တစ်ခုလုံးအဖြူရောင်ပြောင်းသွားတာအဖေကဘေးမှာထိုင်ကုန်နေပြီးခမည်းကမျက်နှာချင်းဆိုင်တောင်ကုန်းပေါ်ကနေရက်ကြည့်နေခဲ့တာလျိုတဲ့ချန်ရဲ့နှက်ခမ်းတွေတုံရင်သွားပြီးလျိုချင်းရှမ်းကိုဆွဲခေါ်သွားတယ်ခြေလန်းတွေကမြန်လုံးလို့ပြေးနေတယ်လို့ပါပဲသူစိုက်ပျိုးရေးဌာနကိုထပ်သွားရှာပြန်တယ်ပိုးချိုင်းကောင်ဘေးအန္တရာယ်ကတဘာဝဘေးအန္တရာယ်ဖြစ်ပြီးအကြောင်းရင်းကရှုပ်ထွေးတယ်သူ့မြေဩဇာကြောင့်လို့ခမည်းပြောပေမဲ့နီးပညာရတော့တိုက်ရိုက်အကြောင်းရင်းဆိုတာတက်တည်ပြလို့မရဘူးသူဖြန့်ဖြေရေးစင်တာကိုတွားရှာတယ်အရက်ဖက်အငင်းပွားမှုဖြစ်လို့ရဲတပ်ဖွဲ့ရဲ့စီရင်ပိုင်ခွင့်နယ်ပယ်ထဲမှာမပါဘူးတရားစွဲဆိုတဲ့လမ်းကြောင်းကနေပဲတွားရမယ်စိုက်ပျိုးရေးမြေဩဇာကထွက်တဲ့အနှံ့ကကြီးလက်မှာပုံမှန်ကိစ္စဖြစ်ပြီးဆိုးရွားတဲ့ညဉ့်ညမ်းမှုမဖြစ်စေတဲ့အတွက်အရေးယူလို့မရဘူးယူတဲ့ချန်သွားတဲ့နေရာတိုင်းမှာအခက်အခဲတွေနဲ့ပဲရင်ဆိုင်ရတယ်အိမ်တကားဝမှာဖြန့်ဖြေရေးစင်တာကနေပြန်လာတဲ့သူကိုကျွန်တော်တွေးလိုက်တယ်ခေါင်းငိုက်ဆိုင်ကြပြီးခြေမနိုင်လက်မနိုင်နဲ့ခါကိုင်းနေတယ်လွန်ခဲ့တဲ့လအနေငယ်ကတကားဝမှာရက်ပြီးကျွန်တော်ကိုပြုံးပြခဲ့တဲ့လူနဲ့တခြားစီပါပဲသူကျွန်တော်ကိုမြင်တော့ပါဇက်ဟလိုက်ပြန်ပိတ်လိုက်လို့ပြီးဝမ်ပိုင်ချင်းမင်းတော်တော်ရက်ဆက်တယ်ကျွန်တော်လက်မကြည့်ခဲ့ဘူးယူတဲ့ချန်ရဲ့စက်ပစ်မှန်လုံးအိမ်ကတော့လုံးဝပျက်စီးသွားပါပြီဈေးကြီးတဲ့နီနာဘရင်မစပ်ပစ်သီးတွေတဝက်ကျော်ပျက်စီးသွားပြီးကြံတဲ့နွယ်ပင်တွေလည်းပုတ်နေပြီးအသီးခိုင်တွေမှာပိုးကိုက်ထားတဲ့အရာတွေကြီးပဲချန်တချန်လုံးချင်းစောနန်းနေတာပဲဝမ်ရှောင်ဖုန်းကနေတိုင်းဆေးဖြန်းပုံးတွေပြီးဆေးဖြန်းနေရတယ်ဆေးရည်တွေကစင်ပေါ်ကနေစီးကျလာပြီးမြေပြင်ပေါ်မှာအပြည့်ပဲအလကားပါပဲအသီးတွေကပေါက်ပြဲပြီးပုတ်နေပြီးမှုနက်ပြည်ကဆင်းခဲ့ရင်တော့မရတော့ပါဘူးခရက်ဒစ်တမဝါယာမကလူတွေရောက်လာတယ်ရှက်အင်ဂျီအဖြူဝတ်ထားတဲ့လူနှစ်ယောက်မှန်လုံးအိမ်တကားဝမှာရက်ကြည့်ပြီးဖုန်းနဲ့တပ်ပုံရိုက်ကနှာခေါင်းပိတ်ရင်းခေါင်းခါပြီးထွက်သွားကြတယ်အဲ့ဒီနေ့ညနေမှာပဲကျွေးတောင်းစာကလျိုတဲ့ချန်အိမ်ကိုရောက်လာတယ်နောက်နေ့ကျဆွေမျိုးတွေအိမ်ရောက်လာပြီးအမကြီးဖြစ်သူကအတန်ကုန်ဟစ်အော်တော့တယ်လျိုချန်နေစကဘလို့ပြောခဲ့လဲနီနာဘရင်မဆိုင်ရင်တေချာပေါက်ပတ်စံရမယ်ဆိုအခုရောနေ့ရောက်ဖရဲ့အဲ့ဒီ8000ကသူ့တက်လုံးနီးပါးစုထားရတာဟဲ့ပြီးတော့မြို့ပေါ်မှာနေတဲ့ဝမ်းကွဲအကူကလည်းမီနီဘတ်အစုပ်လေးမောင်းလာပြီးကားတကားဖွင့်ဆင်းချင်းပဲစဆဲတော့တယ်လျိုတဲ့ချန်